ကိုဖိုးပြူကိုဖိုးတို့ရင်လည်းဦးဇင်းတို့စီမှာတရင်ပို့ပြီးတော့ဒီဘက်မှာလာနေရာယူပေးပါရဲ့မေတ္တာရက်ခံပတ်ကြားပါတယ်ဥပဒနာယုတ်ကလတော်ပြဆောင်တဲ့အခါမှာတန်ဃာတော်များဝမ်းနယ်မှုကိုမထာနာမထားပဲတွေးတော်ဝမ်းတော်လာတော်မူတဲ့အချိန်တွေ့တဲ့ဥပဇောတပြီးတော့သောတိကတိုက်ချင်ဇာတနာမြင်းဆောင်တာတက်ထွေမြင်းဆောင်2025ဝင်းစ332နှစ်ဝင်မိတ်ရက်စွဲ1389ခုတကူလာပြေကျော်9ရက်2025ခုနှစ်ဧပြီလ19ရက်စက္ကပ္ပယံဩဝါဒစရိယဆရာတော်အန္တိမအဂိဇာပနပူဇော်ပွဲစကိုင်းတိုင်းဒေသကြီးမုံရွာမြို့ရန်ကင်းရက်ွက်ရန်ကင်းပြည်ရတိစာဒေသဆက်လက်၍စကိုင်းတိုင်းဒေသကြီးတိုင်းဒေသကြီးလွတ်တော်တရားသူကြီးကျုံနဲ့ဇနီးမိသားစုတို့ကနိုင်ငံတော်ဩဝါဒစရိယာမဝိဇ္ဇာသိပ္ပံဆရာတော်ဘုရားကြီးဟာလူဘဝတ္ထုစက္ကန့်လူရန်ပြပါရဲ့မေတ္တာရက်ခံပန်ကြားပါတယ်သာဓုသာဓုသာဓုဆက်လက်၍ဆရာတော်ဘုရားကြီးကျန်ကင်းဆရာတော်ဘုရားကြီးဆွေတော်မျိုးတော်ဖြစ်သောတက္ကကြီးကိုအောင်တန်ဝင်းမှာစမြတီတာဆရာတော်ဘုရားစက္ကန့်လူတန်းပေးပါရန်ပန်ကြားပါတယ်တက္ကဦးအောင်တန်ဝင်းဒီမတိလာလဲရှင်းသွားတယ်လက်ပြလိုက်သာဓုသာဓုသာဓုဆက်လက်၍ဆရာတော်ဘုရားကြီးနှမတော်ဖြစ်သောတက္ကမကြီးဒေါခင်တန်းထွေးမှာရန်ကင်းဆရာတော်ဘုန်းကြီးဦးအကအားစက္ကန့်လူတန်းပေးပါရဲ့မေတ္တာရက်ခံပန်ကြားပါတယ်ရှင်းလာလိုက်ရှင်းထီတော့ဒီဘုန်းကြီးဒီကြောင်းကျင်းတော်ဝါနဲ့လေတဲ့ဆောဆုံးရအခုဘောဘူးတဲ့ရဒီဘုန်းကြီးဆုံးရတော့မလည်းပါတယ်ဒီကြောင်းတက်တော်ရောဒီတောင်းတဲ့ခံရတဲ့ကြီးပညာရောတော့ဟုတ်တယ်ဒါကြောင့်ညပြီးပြောသာဓုသာဓုသာဓုဆက်လက်၍ဆွမ်းတိုင်ကမှာဖြစ်ကြသည်ဥသိမ်းစောတော်အောင်မခင်စိတ်တင်တန်းမိသားစုများမှမဟာလေဒီဆရာတော်များစက္ကန့်လူတန်းပေးပါရန်မေတ္တာရက်ခံပန်ကြားပါတယ်ဆက်လက်၍တက္ကကြီးဦးမြင့်မောင်
တက္ကကြီးဦးမြင့်ဝေတက္ကကြီးဦးတန်းဆွေတို့ဒီနားမှာလာပြီးဖို့မေတ္တာရက်ခံပန်ကြားပါတယ်ဦးသိန်းစောဒေါ်အောင်မခင်စိတ်တန်းမိသားစုကမာလေဒီဆရာတော်ဘုရားအားလူတန်းပေးပါရန်ဖြစ်ပါတယ်ဒီ80ငါတော့တက်လိုက်ပါသာဓုသာဓုသာဓုတက္ကကြီးဦးမြင့်မောင်မိသားစုမှာပိဇောတာယုံဆရာတော်ဘုရားအားစက္ကလူတန်းပေးပါရန်မေတ္တာရက်ခံပန်ကြားပါတယ်ပိဇောတာယုံဆရာတော်ဘုရားအားလူတန်းပေးပါရန်ပန်ကြားပါတယ်သာဓုသာဓုသာဓုတက္ကကြီးဦးမြင့်ဝေမှာမဟာဇောတိကာရမဆရာတော်ဘုရားလူတန်းပေးပါရန်ပန်ကြားပါတယ်ဦးမြင့်ဝေမဟာဇောတိကဆရာ ပေးကြပြီ သာဓုသာဓုသာဓုဦးမျိုးတော်ဆိုမိသားစုမှာကံတော်ဆရာတော်ဘုရားစက္ကလူတန်းပေးရန်ပကြားပါတယ်ဦးမျိုးတော်ဆိုတောင်ပပြားဟိုတောင်ပပြားတော်မြင့်မင်းဆိုးကိုရမိသားစု တပည့်ရင်းနေဆရာတပည့်ရင်း ရှင်းလာပြီပါမင်းဆိုးကိုရမိသားစုမှာမာလီဒီဆရာတော်တရတာအင်ဝန္ဒရှင်သူမြတ်စက္ကလူတန်းပေးပါရင်မေတ္တာရက်ခံပန်ကြားပါတယ်နောက်ထပ်တော့မာလီနောက်ဆက်နောက်တော့ကိုကြားတော့ဗျာဒီလိုများအချိန်ကိုငဲကွက်ပြီးတော့ကျန်တဲ့ဆရာတော်ဘုရားများကိုပြီးမှစက္ကလေးပဲမှာဖြစ်ပါတယ်ဗျာသာဓုသာဓုသာဓုဆက်လက်၍အခမ်းအနားစီစဉ်များကိုစာရုပ်ပြင်ပြတော်မူပါဗျာအခမ်းအနားစီစဉ်နံပါတ်9ရာစကိုင်းတိုင်းဒေသကြီးမော်ဝါမြို့ရန်ကင်းပရိယတိစာတင်တိုက်ရွှေတောင်တိပိဋကဓမ္မဘာလာမဟာဝိဟာရကျောင်းတိုက်ကြီးများ၏ဦးစီးပဓာနနာယကရန်ကင်းဆရာတော်ဘုရားကြီးထေရုပတိအချင်းကိုရွှေတောင်ကာရကမာနနဲ့တကွာသံဃာတော်ပေါင်းအရှင်ကောင်းတို့ဗျာခမတုဓမ္မမမကောပသိမန္တတနာမရှာနာလိသာမိပတိတောယတိကောအတ္တိဒောသမေခမတုဓမ္မမမကောဓမ္မမမကောရှေသူတော်ကောင်းလောင်းလျာမဟာဗောဓိတအချင်းများ၌ဒီမာရဆွဲတတိုင်းငယ်အောင်ရဲရဲရင်အချင်းညာကျုပ်ကိုအထုတော်မူသည်သုံးဝပိတ်ခါလွန်မြတ်စွာကိုရှားဖွေမြတ်နိုးတပိဒါယကမများ၏ထိတ်ကောင်းတင်ကျေးဇူးတော်သခင်အရှင်မြတ်ကြီးဘုရားမချမ်းယုန်နေနာမြပေါင်းဆုံးကြ၍အတ္တမေခောဘုရားတပည့်တော်မတို့၏ဆရာတော်ရှင်သူမြတ်ဗျာတောင်ဝေကဓမ္မကထာနှင့်ရင်သက်တော်ချအမြပြည့်ဝေပါယံဘုရားတပည့်တော်ယူတည်စွာလျောက်ဗရန္တာပညာဝန္တာဘုရားတပည့်တော်တို့တပည့်များအားလုံးကခွင့်တော်မူပါယံနောက်ဆုံးတောင်းပန်ခြင်းဖြင့်တောင်းပန်မှာဖြစ်ပါတယ်အဲဒါဦးဇင်းကရှိကတပည့်များအားလုံးတက္ကသိုလ်အားလုံးကလည်းနောက်ကလည်းလိုက်ဆိုကြရအောင်ဘယ်လည်းပူမှာလဲအစယောနောဗန္တိဣသကမယထာဘာလံယထာမုလံယထာအကုတလံရှိမ